မိတ်ဆွေအနေနဲ့ပတ်ဝန်းကျင်ရဲ့တားကုန်မဖြစ်ဘဲနဲ့မိတ်ဆွေကိုယ်တိုင်ကမိတ်ဆွေရဲ့ပတ်ဝန်းကျင်ကိုဖန်တီးတဲ့ဘေးဒုက္ခအစီအရာဖြစ်နိုင်ပါတယ်အဲဒါကြောင့်မိတ်ဆွေအနေနဲ့မိတ်ဆွေရဲ့အမြင်ကိုနည်းနည်းလေးပြောလဲလိုက်ခြင်းအဖြစ်မိတ်ဆွေလုပ်တဲ့အရာကိုအကြီးအကျယ်ပြောလဲသွားစေမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့Atomic Habit ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာကိုအနေနဲ့ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်ဒါကမှလည်းဆိုတော့တက်ရှိတော်အတိုင်းမှာတဲ့ကဘာကြီးကိုသိရှိနားလည်ဖို့အတွက်ကိုယ်ပိုင်နေလန်းတွေရှိကြတယ်တဲ့တင်ငယ်ဆိုလို့ရှိရင်ဟိုအဝေးကနေမြင်နိုင်တဲ့ထူးခြားတဲ့အမြင်အာရုံရှိတယ်။ဘူရီဟာဆိုလို့ရှိရင်ထူးခြားတဲ့အာရုံခံစွမ်းအမြင့်မာတဲ့ရှမ်းတဲ့လေကိုမြေစမ်းကြည့်တဲ့အနံ့တွေကိုခွဲခြားနိုင်တယ်တဲ့။ငမတွေဆိုလို့ရှိရင်အနည်းနားမှာရှိတဲ့ငါးတွေရဲ့လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာတဲ့ပုံခါမှုလိုင်းတွေကိုတည်တယ်တဲ့။အဲ့ဒါလိုပဲဘက်တီးရီးယားတွေဆိုလို့ရှိရင်သူပြီးနားမှာစိတ်ဖြစ်စီမဲ့ဓာတုပစ္စည်းတွေကိုရှာဖွေနိုင်တဲ့အာယုံခံဆဲတွေရှိတယ်အဲ့ဒါလိုပဲကျွန်တော်တို့သားတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အပြုအမူအယူအဆတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့အာယုံခံအာယုံကြောစနစ်ကညွှန်ကြားလို့ဆောင်ပါတယ်တဲ့အာယုံ၅ပါးဆိုတဲ့ကြားအမြင်အနံ့အယတအထီအသေးတွေကြောင့်ကျွန်တော်တို့ကကဘာကြီးရဲ့အကြောင်းကိုကျွန်တော်လေ့လာသိရှိရတာဖြစ်ပါတယ်တဲ့ဒါအပြင်ပေါ့နော်ကျွန်တော်ရဲ့လို့ဆောင်မှုကိုအာယုံခံနေတဲ့တခြားနည်းလမ်းတွေရှိပါတယ်တချို့ဟာတွေဆိုလို့ရှိရင်ကျွန်တော်အသေးစိတ်ကတည်းကဒါပေမဲ့တချို့ဟာဆိုလို့ရှိရင်ကျွန်တော်မသိစိတ်တွေကတည်းတယ်ကျွန်တော်တို့လူတွေရဲ့အာယုံခံစနစ်မှာအစွန်းထက်ဆုံးကအမြင်အာယုံဖြစ်ပါတယ်တဲ့ကျွန်တော်တို့လူသားတွေရဲ့ခန္ဓာကိုယ်ထဲမှာတဲ့အာယုံခံစက် receptor ကစစ်တမ်းခန့်လောက်ရှိတယ်တဲ့အဲ့ဒီထဲမှာကျွန်တော်တို့ခံမှန်းချက်10တန်းလောက်ကအမြင်အာရုံအတွက်အသုံးပြုရတဲ့အချို့ကျွမ်းကျင်သူများတွေကပြောလဲဆိုတော့ကျွန်တော်ရဲ့အရင်မြစ်တွေရဲ့အထက်ဝန်ခံကအမြင်အာရုံအတွက်အသုံးပြုတယ်လို့ခံမှန်းကြတယ်ပြီးတော့ကျွန်တော်တို့ဟာတခြားအာရုံခံစားမှုတွေထက်အမြင်အာရုံကိုပို့ပြီးတော့မိကိုအားထားတဲ့အတွက်ကြောင့်အပြုအမူတဲ့အတွက်ဒီမှာတဲ့အထောက်အကူဖြစ်တယ်ဆိုတော့ကျွန်တော်ညလို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မိတ်ဆွေအနေနဲ့မိတ်ဆွေရဲ့အမြင်ကိုနည်းနည်းလေးပြောလဲလိုက်ခြင်းအဖြစ်မိတ်ဆွေပြုလုပ်တဲ့အရာမိတ်ဆွေလုပ်တဲ့အရာကိုအကြီးအကျယ်ပြောလဲသွားစေမှာဖြစ်ပါတယ်ပြောချင်တာကမိတ်ဆွေတို့တစ်ခုခုကိုလုပ်ပြီးတော့အဲ့ဒီအလုပ်ကိုပြင်းမြောက်ခြင်းနဲ့ဆိုရင်အကျိုးဖြစ်စေတဲ့အရာအဲ့ဒီအလုပ်ကိုပြင်းမြောက်စေတဲ့အရာနဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်မှာနေရပြီးတော့အဲ့ဒီမလုပ်ကိုမဖြစ်မြောက်စေတဲ့အကျိုးမဖြစ်စေမဲ့ပတ်ဝန်းကျင်ကိုရှောင်ရှားရမှာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ပတ်ဝန်းကျင်ရဲ့တားကုန်မဖြစ်ဘဲနဲ့မိတ်ဆွေကိုယ်တိုင်ကမိတ်ဆွေရဲ့ပတ်ဝန်းကျင်ကိုဖန်တီးတဲ့ဘေးဒုက္ခအစီအရာဖြစ်နိုင်ပါတယ်ဆိုတာကျွန်တော်ဒီ Atomic Habits ဆိုတဲ့စာအုပ်ကထုံးလို့ပြီးတော့မိတ်ဆွေကိုပြန်လည်ပြီးတော့မျှဝေခြင်းဖြစ်ပါတယ်မိတ်ဆွေဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အကျိုးတစ်ခုခုရမယ်လို့မျှော်လင့်ပါတယ် See you in the next video. Stand still. Bye bye.